ကောင်းသောနေ့ပါအေးချမ်းပျော်ရွှင်ကြပါစေရှင်မကြခင်မှာနှစ်တစ်ကူပြောင်းတော့မယ်ဆိုတော့ကျမတို့အများစုမှာနှစ်တစ်ကိုဘယ်လိုပုံစံဖြတ်တန်းမယ်ဆိုတဲ့စိတ်ကူးပုံစံကိုယ်စီရှိကြမယ်ဆိုတာယုံကြည်ပါတယ်ကျမဆိုလိုတာကနှစ်တစ်ကစပြီးကျမတို့တွေဘယ်လိုလူတစ်ယောက်ဖြစ်ရှင်သန်မယ်ဘယ်လိုပညာရပ်တွေသင်ယူမယ်စီးပွားရေးဘယ်လိုချက်တွင်လုပ်ကိုင်မယ်စသည်ဖြင့်ရွေချက်ကိုယ်စီရှိနေကြမှာပါအများနည်းတူကျမမှာလည်းနှစ်တစ်ကစပြီးဘယ်လိုပုံစံနေထိုင်မယ်ဆိုတဲ့စိတ်ကူးရှိထားတာမို့မျှဝေပြစေရှင်နှစ်တစ်ကစလို့ကိုကျင့်တီလာကိုပို့ပြီးထိမ့်သိမ့်လိုက်နာဖို့ဆုံးဖြတ်ထားပါတယ်အထူးသဖြင့်ငါးပါးတီလာကိုသစ္စာဆိုနိုင်တဲ့အထိဆောင်ထိန်နိုင်ဖို့ပါတီလာဆောင်ထိန်ခြင်းဖြင့်ကျမတို့နဲ့ထိတွေ့ဆက်ဆံရသူတွေမှာကျမတို့အတွက်အနောက်အရှက်ကင်းနိုင်ပါတယ်ကျမတို့တီလာဆောင်ထိန်လိုက်နာတာနဲ့ကျမတို့နဲ့သက်ဆိုင်သူတွေမှာအနောက်အရှက်ကင်းနိုင်တယ်ဆိုတဲ့စကားကစဉ်းစားစရာဖြစ်နေနိုင်ပါတယ်အမှန်တကယ်လည်းသက်ဆိုင်မှုရှိပါတယ်တီလာဆောင်ထိန်တဲ့လူတစ်ယောက်ကလိန်ပြောတာသူများပစ္စည်းခိုးတာတောက်စားမှုရတာသူတစ်ပါးသားများကျူးလွန်တာစတဲ့အကြောင်းအရာတွေကိုဆောင်ထိန်ဆင်ခြင်တဲ့အတွက်တီလာဆောင်ထိန်သူနဲ့ထိတွေ့ဆက်ဆံရတဲ့သူတွေဟာစိတ်အနှောက်အယှက်ကင်းနိုင်တယ်လို့ဆိုလိုရခြင်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျမတို့တွေတီလာဆောင်ထိန်တာဟာတန်မြကျင်လည်ရမှာမျက်နှာမငယ်ရဖို့ပါဟုတ်ပါတယ်ကျမတို့တွေအားလုံးဟာကိုယ်စိုက်တဲ့အပင်ကိုကိုယ်တိုင်ရိတ်သိမ်းကြရပါတယ်ဒါကြောင့်ကောင်းမွန်တဲ့မျိုးစေ့အဖြစ်တီလာမျိုးစေ့ကိုစိုက်ပျိုးနိုင်ဖို့အတွက်နှစ်တစ်မှာငါးပါးတီလာကိုသစ္စာဆိုနိုင်တဲ့အထိဆောင်ထိန်နိုင်မှုဆုံးဖြတ်ထားတာပါနံပါတ်2ချက်အနေနဲ့ကကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရဖို့ပါဟုတ်ပါတယ်ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရဖို့လှုပ်ဆောင်စရာရှိတာတွေကိုလှုပ်ဆောင်မယ်လို့ဆုံးဖြတ်ထားပါတယ်ကျမတို့တွေရွယ်ချက်တွေအတိုင်းပညာရှာဖို့စီးပွားရှာဖို့ပျော်ရွှင်ဖို့ဆိုရင်ကျမတို့ရဲ့ခန္ဓာကိုယ်ကျန်းမာနေဖို့အဓိကလိုအပ်ပါတယ်ဒါကြောင့်နှစ်တစ်နှစ်တာလုံးမှာအာဟာရမျှတအောင်စားမယ်လေ့ကျင့်ခန်းပုံမှန်လုပ်မယ်အိတ်ချိန်ပြည့်ဝအောင်အိပ်ပြီးကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရဖို့လှုပ်ဆောင်မယ်လို့ဆုံးဖြတ်ထားပါတယ်နံပါတ်3ချက်အနေနဲ့နှစ်တစ်ကစပြီးတစ်နှစ်တာလုံးထိမ့်သိမ်းဆောက်ရှောက်ရမယ့်အရာကစိတ်ရဲ့အေးချမ်းမှုပါကျမတို့ရဲ့စိတ်အေးချမ်းမှုကိုဘယ်ရာတွေကြောင့်မှထိခိုက်မှုမရှိအောင်ဆောက်ရှောက်ဖို့အတွက်ဆုံးဖြတ်ထားပါတယ်ကျမတို့တွေဟာအကောင့်အဆိုးလောကရန်တွေကိုကြုံတွေ့ရနိုင်ပါတယ်တကယ်လို့များအဆိုးလောကရန်တွေနဲ့ကြုံတွေ့ခဲ့ရင်ကျမတို့စိတ်မှာအများကြီးထိခိုက်နာကျင်မှုမရှိစေဘဲအတည်ငြိမ်ဆုံးဖြည့်ရှင်းနိုင်ဖို့ကျမတို့ရဲ့စိတ်ကိုလေ့ကျင့်ပြိုးထောင်ရပါမယ်ကျမတို့ရဲ့စိတ်ကိုလေ့ကျင့်ပြိုးထောင်နိုင်ဖို့တရားပုံမှန်ထိုင်ခြင်းနဲ့စာဖတ်ခြင်းကအကောင်းဆုံးအထောက်ပံ့ဖြစ်မယ်လို့ယုံကြည်ပါတယ်ဒါကြောင့်နှစ်တစ်မှာတရားထိုင်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကိုမပြတ်မကွက်လှုပ်ဆောင်သွားဖို့ဆုံးဖြတ်ထားပါတယ်နောက်ထပ်ကျမတို့ရဲ့စိတ်ကိုအေးချမ်းမှုအတွက်လိုအပ်တဲ့ဆောက်ရှောက်မှုအချက်တစ်ချက်ကကျမတို့အတွက်မသင့်တော်တဲ့ပတ်ဝန်းကျင်ဆက်ဆံရေးစသည်တွေကိုစွန့်ခွာရဲဖို့ပါနှစ်တစ်ကစပြီးကျမတို့ရဲ့စိတ်ကလေးကိုအေးချမ်းမှုပေးကြရအောင်ပါနံပါတ်4ချက်အနေနဲ့နှစ်တစ်နှစ်တာလုံးလှုပ်ဆောင်ရမယ့်အရာကငွေကြေးစီမံမှုပါကျမအတွက်လှုပ်ဆောင်ရမယ့်အရာတိုင်းအပေါ်မှာအကောင်းဆုံးအရေးချင်းနဲ့အကောင်းဆုံးလုပ်ကိုင်ဆောင်ရွက်ပါမယ်ရလာတဲ့ငွေကြေးကိုလည်းလိုချင်တာနဲ့လိုအပ်တာကိုကွက်ကွက်ပြားပြားသိပြီးစင်ကျင်သုံးစွဲပါမယ်နောက်ဆုံးချက်အနေနဲ့နှစ်တစ်နှစ်တာလုံးလှုပ်ဆောင်မယ်လို့ဆုံးဖြတ်ထားတဲ့အရာကကိုယ့်ပေါ်မှာချစ်ခင်သူတွေအားလုံးကိုတန်ဖိုးထားပြီးဆက်ဆံပါမယ်အယောင်စုံတဲ့လူတွေကြားမှာကျမတို့ပေါ်မှာချစ်ချင်းမေတ္တာအပြည့်နဲ့ချစ်ခင်ပေးပြီးဂရုစိုက်ပေးသူဆိုတာကျမတို့အတွက်တန်ဖိုးထားရမယ့်အဖို့တန်လက်ဆောင်ပါဒါကြောင့်နှစ်တစ်ကစပြီးနေ့ရက်တိုင်းမှာချစ်ခင်ရသူတွေကိုတန်ဖိုးထားဆက်ဆံကြစို့နော်အခုပြောပြခဲ့တာတွေကနှစ်တစ်ကစပြီးကျမလိုက်နာကျင့်သုံးမယ့်အရာတွေကိုမျှဝေခဲ့တာပါရှင်ကျမတို့တွေအားလုံးတရက်ပြီးတရက်ပိုကောင်းတဲ့လူပိုတော်တဲ့လူပိုအေးချမ်းတဲ့လူတစ်ယောက်ဖြစ်ဖို့မိမိကိုယ်ကိုပြိုးထောင်ကြစို့နော်